အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဂျိုးပိတ်နေတဲ့အိမ်သာရေပန်းလေးကိုပြင်ပြမှာဖြစ်ပါတယ်ဒါတွေပြင်ဖို့တော့အိမ်မှာကိုယ်တိုင်လုပ်လို့ရပါတယ်တော့ကျွန်တော်တို့လုပ်မယ် acid ဘူးလုပ်မယ်ဒါပါပဲဒီလိုဒါတွေဖြုတ်မယ်ဒီထဲမှာဆိုလို့ရှိရင်ဂျိုးလေးတွေပိတ်နေပါတော့အထူးဖြင့်ကျွန်တော်ဒီထုံးတက်များတဲ့နေရာကျွန်တော်ရှမ်းပြည်နေရာလူတွေဆိုပို့ပြီးတော့မှကြုံလေးရှိပါတယ်ဒါဆိုတာအကုန်လုံးကျွန်တော်ဂျိုးလေးပြန်ပြီးတော့မှထိုးဖောက်လိုက်တာဖြစ်ပါတယ်ထဲမှာဆိုမှဂျိုးလေးကျွန်တော်မြင်ရပြီပေါ့နော်အဲ့တော့ဒီမှာတော့ဒါတော့ကျွန်တော် acid ကတော့မပြတော့ဘူးကျွန်တော်စိန်ထားတာဖြစ်ပါတယ် acid နဲ့စိန်ပြီးတော့မှဆေးတယ်ပို့ပြအောင်လို့ပါဒါဆိုသူ့ရဲ့ပါတဲ့အတိုင်းကျွန်တော်ပြန်တက်မယ်ကဲကြည့်လိုက်ကြအောင်ပါကဲဒါဆိုတော့ဒီအားကောင်းတဲ့ရေပန်လေးတစ်ခုပြန်ဖြစ်သွားပြီပေါ့နော်ဒီရဲ့ဗီဒီယိုလေးကြိုက်တယ်ဆိုလို့ရှိရင်လည်း like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့ဟုတ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်